မင်္ဂလာပါမျိုးတို့ရေဒီတစ်ပတ်ကကျွန်တော်ကလည်း VIP အခွေတွေပတ်တီးတွေကျွန်တော် line မဟုတ်ဘူးမတင်ဖြစ်ဘူးမတင်ဖြစ်တာတကြောင်ဗျာနောက်တစ်ခုကကျွန်တော် channel ပထမအဟောင်းကလည်းပြတ်သွားတာတကြောင်ပေါ့အဲ့တော့ကျွန်တော်ဒီတစ်ပတ်ကကျွန်တော်ပေးတဲ့ပတ်တီးတွေက1ပတ်တီး6ပတ်တီး3ပတ်တီးအဲ့မှာကျွန်တော်3ပတ်တီးထွက်သွားပြီ1ပတ်တီးနဲ့6ပတ်တီးကျန်တယ်အဲ့ဒါကိုအမျိုးတွေကို line မတင်တော့ဘူးဒီဗီဒီယိုလေးကနေတစ်ဆင့်အမျိုးတွေဆက်လိုက်လို့ရအောင်ပဲပြောရခြင်းဖြစ်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော် VIP အခွေက456ခွန်ခွေဘူးပါအဲ့မှာ45ထွက်သွားပါတယ် main ကွက်45နဲ့ထွက်သွားတယ်ဒါပေမဲ့အဲ့အခွေလဲအရင်တော့ဆိုရင်ဖောင်းရရှိတဲ့ဘက်တွေဆိုရင်တင်ပေးတယ်ပေါ့နော်ဒီတစ်ပတ်ကမတင်ဘူးဆိုတာဒါ member ဝင်ထားတဲ့အဖွဲ့ဝင်တွေရှိနေတဲ့အတွက်တင်မပေးခြင်းဖြစ်တယ်ပြီးတော့နောက်တစ်ခုကဒီ channel လေးကလည်းကအသစ်ဖြစ်နေတော့တချို့ကလည်းမသိဘူးလေဒီတစ်ပတ်တော့မတင်ပေးပြဘူးပေါ့အဲ့တော့ထွက်ပြီးမှပြောရရင်လည်းမဟုတ်ဘူးကျွန်တော်အဖွဲ့ဝင်တွေအတီးဆုံးပါကျွန်တော် VIP ခွေ456ခွန်ခွေထွက်သွားပါပြီ3ပတ်တီးထွက်သွားပါပြီmain ကွက်နဲ့ကြီးပဲရတာအခုကျန်တဲ့1ပတ်တီး6ပတ်တီးကျန်ပါတယ်1ပတ်တီး6ပတ်တီးကိုဆက်လိုက်ထားပါ1ပတ်တီး6ပတ်တီးဒီညနေတောင်တစ်ကောင်းတယ်ကျွန်တော်ကဒါအချိန်မီတုံးလေးကိုပြောပြတာဒီညနေတစ်နဲ့ပတ်သက်တာ18 16 6နဲ့ပတ်သက်ရင်86ပေါ့အဲ့3ခွက်ပါ